နေ့မှာသူ့ဖေကမြို့တက်ပြီးဆိုင်ကယ်အစုပ်ကြီးတစ်စီးဝယ်ချလာတာပေါ့။ဆိုင်ကယ်ဆိုတာလဲပေါ့စားဆိုတော့ပြောရင်းလူကြီးသည်စကားစားပြတ်ပြီးအရှိကဘီယာခွက်ကိုတစ်ကြိုက်စုပ်တောက်လိုက်၏။ဆိုင်ကယ်အေးဆိုင်ကယ်တဲ့ဖိုးတအိုနွားထက်နှစ်ဆပိုမြန်တယ်နော်။အဟုတ်မယုံရင်ကြည့်နေခဏကြာသူတို့စီးပြလိမ့်မယ်။ဒါဆိုကျုပ်လည်းထမင်းမချက်တော့ဘူးဆိုင်ကယ်စီးတာပဲတဝကြည့်တော့မယ်။ဟဲ့အငယ်ကောင်နင့်ကိုပေါက်ကြီးကိုသွားခေါ်စမ်းဒီမှာဆိုင်ကယ်စီးတော့မယ်တဲ့။နောက်ဦးဖြဖြမမြင်လိုက်ရပဲရှိမယ်။ဒီဆိုင်ကယ်ကစက်ဘိန်းလိုပဲနင်းရမှာပေါ့နော်။ဘယ်နဲ့နင်းရမှာလဲသူ့ကိုတက်ခွပြီးဟိုဟာနှိပ်ဒီဟာနင်းဆိုဘရူးဘရူးနဲ့ထွက်သွားတာပဲမောင်ရ။ဟဲထူးဆန်းလိုက်တာဖုတ်သွင်းရက်ထားများလားဖုတ်သွင်းလားမှုတ်သွင်းလားတော့မသိဘူးဘရူးဘရူးနဲ့တော့မြည်တာပဲဟောဟိုမှာကိုအုပ်လာပြီသူစီးလိမ့်မယ်ကြည့်နေရွာသားအားလုံးလှည့်ကြည့်ကြသည်ဟုတ်ပါသည်လာပါပြီကျွန်တော်တို့အကိုကြီးဆုံးကိုအုပ်ဆိုင်ကယ်စီးရန်ထွက်လာပါပြီရွာသားများမမြင်ဘူးသေးသောဆိုင်ကယ်ကိုစီးပြရမည်ဆိုတော့ຫນွေခေါင်ခေါင်နေ့လယ်12နာရီခန့်တွင်ပင်ဓာတ်ရှင်ထဲတွင်သူတစ်ခါကြည့်ဘူးသောနိုင်ငံခြားမင်းသားဆိုင်ကယ်စတန့်သမားများအသွင်ပြင်ဆင်၍ကိုက်ပြီးကြမ်းလာသည်ရွာသားများသူ့ကိုမြင်တော့လမ်းရှဲပေးလိုက်ကြ၏ကိုအုပ်ကတော့ခပ်တီတီပင်မည်သူကိုမျှမကြည့်ပဲသင်္ဘောစီးတုတ်ထားသောဆိုင်ကယ်အုတ်ထုပ်အနီရောင်ကြီးကိုပိုက်ပြီးဆိုင်ကယ်စီသို့လှမ်းသွား၏ဆိုင်ကယ်စီရောက်သည်နှင့်ရွာသားအားလုံးကိုတစ်ချက်ဝေးကြည့်လိုက်ပြီးသူ့ခြေသလုံးခန့်သာမြင့်သောစူပါကပ်80ဆိုင်ကယ်လေးပေါ်တက်လိုက်သည်ဘာပဲပြောပြောစိုက်ကတော့မပြတ်ဘူးပေါ့နောက်သူအိတ်ထဲထည့်ထားသောတရုတ်ဖိုက်ဘာမျက်မှန်နက်ကိုထုတ်လိုက်သည်ထိုမျက်မှန်နက်သည်သမဝါယမဆိုင်ခွဲတမ်းပေးသည့်အထက်မှပထမဆုံးနှင့်နောက်ဆုံးပါလာသောတရုတ်မျက်မှန်နက်ဖြစ်သည်ထိုမျက်မှန်နက်၏စွမ်းပကားမှာတက်ထားသူမှာပတ်ဝန်းကျင်ကိုမြင်ရဖို့မပြောနှင့်ထိန်ထိန်တောက်နေသောနေမင်းကိုကြည့်လျင်ပင်အဆက်အပြောက်ကလေးများရေတေးသေးသာမြင်ရပြီးပတ်ဝန်းကျင်မှကြည့်လျင်ကတက်ထားသူကိုဂိုက်ဆိုင်ကျစွာမြင်ရခြင်းပင်ယခုထိုမျက်မှန်ကိုကိုအုပ်တက်လိုက်ခြင်းမှလည်းပတ်ဝန်းကျင်ကိုမြင်ရရန်မဟုတ်ပဲဂိုက်ကြရန်အတွက်သာဖြစ်သည်ဤမျက်မှန်၏ဂိုက်ဆိုင်ကြပုံမှာအမတန်ရုပ်ရည်တန့်ပြန်သောဟောလိဝုဒ်မှရုပ်ရှင်မင်းသားဂျီစတင်းကိုပင်လျင်လင်းဝဲရုပ်ပေါက်သွားလောက်အောင်စွမ်းဆောင်နိုင်ပေသည်သို့သောဘာပဲပြောပြောရွာသားများ၏မျက်လုံးထဲတွင်တရုတ်မျက်မှန်နက်နှင့်ဆိုင်ကယ်ကိုကိုးရိုကာယတက်ခွထားသောကိုအုပ်၏ပုံကလွန်စွာအချိုးတဲ့နေလေသည်ကိုအုပ်ကလည်းတည်သည့်အတိုင်းမည်သူကိုမျှဂရုမစိုက်ပဲဆိုင်ကယ်ကိုဟိုလှည့်ဒီတက်လုပ်ပြီးဆိုင်ကယ်ကတ်စတတာကိုဝုန်းကနေနင်းချလိုက်သည်ဘရူးဘရူးထုံထုံမိတံများနှင့်ဆိုင်ကယ်ဆက်နိုးသွားသည်ရွာသားများကတော့တအံ့တအောနှင့်သူ့ဖုတ်သွင်းရထားကြီးကိုငေးကြည့်နေကြတော့လာကိုဆန်အနောက်ကတက်ကိုအုပ်ကသူ့အောက်ကသူ့ညီကိုဆန်ကိုခေါ်လိုက်သည်ကိုဆန်ဝမ်းသာအားရပြေးလာပြီးဆိုင်ကယ်ကိုအနောက်မှတက်ခွလိုက်သည်နောက်သူတို့ရွာတစ်ပတ်ဆိုင်ကယ်ပတ်စီးလိုက်သည်ရွာသားတွေကတော့သူတို့နှစ်ယောက်နှင့်ဆိုင်ကယ်ကိုငေးကြည့်နေကြနောက်ကိုမိုးအလှဲ့ကိုအုပ်ကိုမိုးကိုတင်ပြီးဆိုင်ကယ်နှင့်ရွာတစ်ပတ်ပတ်လိုက်ပြန်သည်နောက်မတ်ချော်အလှဲ့ဒါပေမဲ့ကိုအုပ်ကမတ်ချော်ကိုမခေါ်ပဲမတ်ချော်အောက်ကကိုဆန်းကိုခေါ်လိုက်သည်မတ်ချော်ကတော့ဆိုင်ကယ်မစီးရ၍ပဲ့တက်တက်နှင့်နောက်တစ်လှည့်မောင်ကြီးတို့အလှည့်ကြတော့ရွာသားတွေဆိုင်ကယ်ကိုတိတ်မအံ့ဩကြတော့ကလေးတွေကအစတဟေးဟေးနှင့်ဆိုင်ကယ်နောက်တစ်ပြော့တစ်ပါးပြေးလိုက်နေကြပြီနောက်ဆုံးညီငယ်ဆုံးမောင်အလှဲ့မောင်နှင့်ရွယ်သူကလေးတွေကဝမ်းသာအားရတစ်ရွာလုံးအနှံ့ဆိုင်ကယ်နောက်ပြေးလိုက်ကြသည်မောင်အလှဲ့ပြီးတော့မောင်ကသူ့တငယ်ချင်းတွေကိုဆိုင်ကယ်စီးရသောအရသာကိုဖောက်သည်ပြန်ချသည်ငိမ့်နေတာပဲကွာတဲ့
ဤတန်ကိုကြားလေဆိုင်ကယ်မစီးရတဲ့မတ်ချောပိုမယူမရွဖြစ်လာသည်သူလည်းငိမ့်ချင်တာကိုဒါကြောင့်အကိုအကြီးဆုံးကိုအုပ်ကိုမရေတရေနဲ့ကိုကြီးချောလဲဆိုင်ကယ်စီးကျင်တယ်မတ်ချောရဲ့စကားကိုကိုအုပ်ကခက်တီတီနဲ့ဒါယောက်ျားလေးအလုပ်မိန်းကလေးအလုပ်မဟုတ်ဘူးကိုအုပ်ရဲ့ခက်ငေါက်ငေါက်စကားကြောင့်မတ်ချောမျက်ရည်ဝိုင်းသွားသည်သူဆိုင်ကယ်စီးရန်လမ်းစာဆုံးပြီကိုအုပ်ကလည်းသူ့ကိုဤသို့ပြောလိုက်ရတော့လဲစိတ်တော့သိပ်မကောင်းသူလည်းမတ်ချောကိုဆိုင်ကယ်တော့ပေးစီးချင်သည်သို့သော်ပေးစီးလို့ကလည်းမဖြစ်သိတယ်မဟုတ်လားမတ်ချောကမြောက်သူ့လက်ထဲသာဆိုင်ကယ်ရောက်သွားလို့ကတော့တစားစီဖြစ်ပြီးသားမှန်ဒါကြောင့်သူ့ကိုဆိုဆိုင်ကယ်အစီးတင်ပေးဖို့မပြောနဲ့ဆိုင်ကယ်နားပင်ပေးမကပ်ရဲသူဖြတ်ပြီးဆိုမှဖြင့်ယောက်ျားကလေးများထက်ပိုဆိုး၏ထို့ကြောင့်စိတ်မကောင်းကြီးစွာဖြင့်မတ်ချောတယောက်ထဲသာခြံထားပြီးကြံသူအားလုံးကိုဆိုင်ကယ်အစီးတင်ဆိုင်ကယ်မောင်းတင်ပေးလိုက်သည်မောင်ကြည်နှင့်မောင်မောင်ကတော့ချွင်းချက်ပေါ့သူတို့ကငယ်သေးသည်ကိုကြံသည့်ကိုစံကိုမိုးကိုစန်းတို့ဆိုကိုအုပ်၏အသင်အပြကောင်းမှုကြောင့်ခဏချင်းပင်ဆိုင်ကယ်မောင်းတတ်ကုန်ကြ၏ဒါကိုဆိုင်ကယ်နားကပ်ခွင့်မသာသောမတ်ချောမှဆိုင်ကယ်ကိုအဝေးမှပင်ခပ်ငယ်ငယ်ကြည့်ရင်းတစ်နေ့တော့ကွာဟုသောစိတ်ကူးများဖြင့်ကြိတ်၍ကြံစည်နေကြောင်းကိုမည်သူမှသတိမထားမိကြပါမတ်ချောမျှော်မှန်းထားသောတစ်နေ့နေ့တကယ်ပင်ကျရောက်လာပါပြီထိုနေ့ကအိမ်မှာသူနှင့်ကိုစံနှစ်ယောက်တည်းရှိသည့်အပြင်ဆိုင်ကယ်ကိုလည်းမည်သူမျှစီးမသွားကြ၍အိမ်ရွှေ့တွင်အခန့်သာမတ်ချောဝမ်းသာသွားသည်သူပတ်ဝန်းကျင်အရိပ်အခြေကြည့်၍ဆိုင်ကယ်ပေါ်ပြေးခွလိုက်သည်ဆိုင်ကယ်ပေါ်ရောက်တော့သူဘာဆက်လုပ်ရမှန်းမသိစက်ကလည်းမနှိုးတတ်ပဲကိုထို့ကြောင့်ဆိုင်ကယ်ဆက်နှိုးလာနိုးနှင့်သူထင်ရာနင်းကြည့်နှိပ်ကြည့်သည်စက်ကမနိုးနောက်ဒီလိုဖြစ်မယ်ထင်ပြီးတထောင်နှင့်ထောက်ကြည့်မီးစေ့နှင့်ပွတ်ကြည့်သည်စက်ကမနိုးနောက်ကိုအုပ်တို့ဆိုင်ကယ်စီးတုံးကလုပ်သည့်အတိုင်းသူထင်သည့်အတိုင်းဆိုင်ကယ်နောက်ဘီးကိုနောက်ပြန်ဖနှောင့်နှင့်ပေါက်ကြည့်သည်အမှန်တော့ကိုအုပ်တို့ကကစ်စတာတာနင်းတာဒါကိုသူကအဝေးကကြည့်ပြီးနောက်ဘီးကိုဖနှောင့်နှင့်ပေါက်ရင်းဆက်နိုးတယ်ဟုထင်နေခြင်းဖြစ်သည်လက်နှစ်ဖက်ကိုလိမ်ကောက်သည်ကြည့်ကွေးကောက်မြှောက်တင်ကြည့်သည်မထူးခြားစက်ကသူထင်သလိုနိုးမလာတော့မည်သို့ဆက်လုပ်ရမှန်းကိုမသိတော့သူဆိုင်ကယ်စီးရသည့်အခွင့်အရေးကိုလက်လွှတ်ရမလိုပင်ဖြစ်နေပြီသို့သော်ဤမျှနှင့်အတူလက်မလျှော့ချင်သည်တနည်းနည်းနှင့်တော့ဆိုင်ကယ်စီးရအောင်ကြံကျင်သေး၏သူအနီးနားဝေ့ကြည့်လိုက်၏အိမ်ရှေ့ကွပ်ပစ်တင်ခွေကလေးအိပ်နေသောသူ့မောင်ကိုစန်းကိုမြင်တော့မတ်ချောမျက်နှာဝင်းလပ်သွား၏ဟုတ်ပြီကိုစန်းကိုတင်ခိုင်းရမယ်ဟုစဉ်းစားမိသွားသည်ကိုစန်းကဆိုင်ကယ်မောင်းတတ်သည်ကိုထို့ကြောင့်အားရဝမ်းသာပင်ဆိုင်ကယ်ပေါ်မှဆင်းကအိပ်နေသောကိုစန်းစီသွားပြီးညင်ညင်သာသာပင်ဖင်ပိတ်ကန်ပြီးနှိုးလိုက်သည်ဖုန်းဟင်းဗမာလဲဘာလဲထို့သို့အိပ်နေချိန်၌ခက်ဆက်ဆက်အနှိုးခံရတိုင်းမီးလောင်ပြီဟုထင်တတ်သောကိုစန်းမှကပန်းကရမ်းထပြီးရေပုံးပြေးဆွဲသည်သူရေပုံးစီမရောက်ခင်အကြောင်းသိသောမတ်ချောကကိုစန်း၏လက်ကုပ်မှဇက်ကနဲဆွဲမလိုက်သည်ကိုစန်းလေထဲတွင်ရက်ကန်ဖြစ်နေချိန်ကြမှဟဲ့နင်းကိုပြောစရာရှိလို့မတ်ချောကလည်းပြောစရာရှိရင်လည်းစံနို့လာမှပြောဖို့ခုကအိတ်ကောင်းနေတော့အိုးဒီချိန်ပြောမှဖြစ်မှာမို့ပေါ့တဲ့ကိုစန်းစိတ်ညစ်သွားပြီကဲပြောစရာရှိရင်လည်းအောက်ပြန်ချပြီးအောင်ဇက်နာလာပြီထို့တော့မှမတ်ချောကိုစန်းကိုဂုတ်ဆွဲမထားရမှဖုတ်ခနဲ့လွတ်ချပေးလိုက်၏ကိုစန်းလည်းမြေပြင်ပေါ်ကျသွားတာတောင်မထသေးပဲခွေလေးခုပစ်တိုင်မိအိတ်နေသည်ငါကနင့်ကိုအေးတိုက်ဖို့ဟူသောစကားသံကြားသည်နှင့်
ကိုစန်းဤသေးမြောင်သောမျက်ပေါက်တရုတ်စည်းစေးခန့်ပြူးကျဲသွားပြီအေးတိုက်ဖို့ဘာလဲရေခဲတုတ်လားကိုစန်းဤအမေကိုမတ်ချောကလည်းသူ့ကွက်ထဲဝင်လာပြီးမို့အာတက်တရောဖြင့်အေးပေါ်ဟနင်ပါပဲဆဆာကိုစန်းအာရဝန္တာဖြင့်ကမန်းကရန်ထပြီးဒါဆိုသွားရအောင်လမ်းထိပ်ကဦးလေးကျော်ငိမ့်ဆိုင်မဟုတ်လားဟဲ့နေအောင်အဲ့ဦးလေးဦးကျော်ငိမ့်ဆိုင်ကရေခဲတုတ်ကမကောင်းဘူးဟဟင်ဒါဆိုဘယ်ဆိုင်သွားမှလဲရွာထိပ်ဦးထွန်းရင်ဆိုင်မတ်ချော်ဤစကားကြောင့်ကိုစန်းမျက်လုံးတရုတ်စည်းကင်းခန့်ပြူသွားပြီးရွာထိပ်ကဦးထွန်းရင်ဆိုင်အေးဟာအဝေးကြီးဘာနဲ့သွားမလဲဆိုင်ကယ်နဲ့မတ်ချော်ဤဆိုင်ကယ်နဲ့ဟူသောစကားကြောင့်ကိုစန်းတွန့်သွားပြီးဟင်ဆိုင်ကယ်နဲ့ဆိုမသွားရဲဘူးကိုကြီးကိုအုပ်អော်လိမ့်မယ်အိုးဒါငါကိစ္စထားစမ်းပါနင်သာရေခဲတုတ်စားပြီးငါ့ကိုဆိုင်ကယ်စီးတင်ပြီးကိုစန်းကိုဆိုင်ကယ်ပေါ်မြောက်တင်ပစ်ချလိုက်သည်ကိုစန်းဆိုင်ကယ်ပေါ်အုတ်ခနဲကျသည်နှင့်မတ်ချော်ဆိုင်ကယ်အနောက်ခုံကိုတက်ခွာလိုက်သည်ကဲမောင်းဟုဆို၍ကိုစန်း၏နရင်ပေါ်သူ့လက်ဖွားကြီးတင်လိုက်၏ကိုစန်းလည်းဘာမှမပြောသာတော့ဆိုင်ကယ်မမောင်း၍လည်းမဖြစ်တော့မတ်ချော်ကိုကကြောက်ရသည်ကိုသိတယ်မဟုတ်လားမတ်ချော်ကလည်းမထင်ရင်မထင်သလိုနပန်ချင်းဖင်ပိတ်ကန်ကလှုပ်တက်သေးသည်ကိုထို့ကြောင့်ဆိုင်ကယ်ဆက်ကိုနှိုးလိုက်ရသည်နောက်ဂီယာထိုးလိုက်သည်နောက်လီဗာကိုတဖြည်းဖြည်းဆွဲပြီးဆိုင်ကယ်ကိုမောင်းထွက်လိုက်သည်အနောက်ကထိုင်နေသည့်မတ်ချော်ကကိုစန်းလုပ်သမျှတစ်ခုမကြမ်းမှတ်သားရင်းကိုအုပ်ထံမှအလစ်တုတ်ထားသောတရုတ်ဖိုက်ဘာမျက်မှန်နှက်ကိုခပ်တိတိထုတ်တက်လိုက်သည်ထိုမျက်မှန်တက်ပြီးကတည်းကသူဘာမှမမြင်တော့သို့တော်ကိစ္စမရှိဆိုင်ကယ်စီးတုံးစတိုင်ကြဖို့ကပိုအရေးကြီးသည်မဟုတ်ပါလားဒါတောင်ကလေးလီမှုတ်ကောင်းအောင်ထူးမှချီဖို့မှုတ်ရန်မမိတော့လို့မတက်ခဲ့တာသူ့တွက်ကိန်းမှန်ပါသည်ထိုမျက်မှန်တက်ပြီးမှသူတို့ဖြတ်သွားရာလမ်းတစ်လျှောက်ရွာသားများအားလုံးသူတို့ကိုငေးကြည့်သွားကြရလေသည်ငေးမကြည့်၍မရမတ်ချော်ရုပ်ကငကူပုံစံကလူမြင်လျင်ပင်ခါကြားထဲကဓာဆွဲထုတ်ပြီးခုတ်တော်မီဂျပန်လူချမ်းရုပ်အခုအမတန်ရုပ်ချော်သည့်ဟောလိဝုဒ်ရုပ်ရှင်မင်းသားဂျိမ်းစ်တင်းပင်လင်းဝက်ဖြစ်သွားရလောက်အောင်စွမ်းသောတရုတ်မျက်မှန်နှက်ကြီးကိုတတ်ထားလိုက်တော့သူ့ပုံမှာသပင်ဖားလာနှင့်ဤတီမျက်လုံးကတ္တရာပုံမှောက်ထားသလိုကြီးဖြစ်နေတော့သည်သို့တော်ကိစ္စမရှိမျိုးရိုးအလိုက်စတိုင်ကြရန်သာဂရုစိုက်တတ်သောကျွန်တော်အမမတ်ချော်တရုတ်မျက်မှန်နှက်ကြီးတက်ပြီးခက်တီတီနှင့်ဘေးပြီးဝေးကြည့်လိုက်သေး၏သူ့မျက်လုံးထဲရိပ်ရိပ်တွေ့လျင်လက်ထောင်ပြီးနှုတ်ဆက်ရင်းဝမ်းသာနေသည်သူ့မျက်လုံးထဲမှရိပ်ရိပ်မှာညောင်ပင်လောက်မြင်မှညာဘက်လူချီတိတ်တုံဘသူမှမသိအောင်တက်ခိုးသောတခိုးဖြတ်သွားသလောက်သာမြင်ကြောင်းသူမသိသူသိတာကစတိုင်ဤသို့ဖြင့်ရွာထိပ်ကဦးထွန်းရင်အေးဆိုင်ရောက်လာသည်ဆိုပါတော့ဦးထွန်းရင်အေးဆိုင်သည်ရွာဝင်ဝရွာဦးဖုန်ကြီးကျောင်းကိုအဖိထိုးတိဆောက်ထားခြင်းဖြစ်သည်သူဆိုင်မှာဆိုင်ကြီးဆိုင်ကောင်းတော့မဟုတ်ခုံတန်းရှိတစ်လုံးကလထိုင်3-4လုံးနှင့်ခနော်နေခနော်နဲ့တိဆောက်ထားသောခတ်ဆုပ်ဆုပ်ဆိုင်ဖြစ်သည်သို့တော်သူဆိုင်တွင်အေးမျိုးစုံအပြင်ကြံရည်ရီခဲတုပ်စသည်တို့ကိုပါစုံလင်စွာရရှိသဖြင့်ကိုစန်းတို့အကြိုက်တွေ့နေရခြင်းပင်ဖြစ်၏ဦးထွန်းရင်ဆိုင်ရှိမတ်ချော်တို့ရောက်သည်နှင့်ဦးထွန်းရင်ဆိုင်ဝထွက်ကြည့်သည်ကိုစန်းနှင့်မတ်ချော်နှစ်ယောက်လုံးဆိုင်ကယ်ပေါ်မှခက်တီတီဆင်းလိုက်သည်နောက်ကိုစန်းကတရုတ်မျက်မှန်နှက်ကြီးနှင့်ခန့်ထည်နေသောမတ်ချော်ကိုဆိုင်ထဲတွဲခေါ်လိုက်သည်မတွဲထား၍မဖြစ်မတ်ချော်ကိုကြည့်ပြီးအေးဆိုင်ပိုင်ရှင်ဦးထွန်းရင်ပင်နက်ကလေးထောင်ပြီးဒါဘယ်နှချောင်းလဲဟုမေးချင်စိတ်ပေါက်သွားဟန်ရ၏သူ့လက်ကလေးကိုမြှောက်၍ဟိုဘက်ရန်လိုက်ဒီဘက်ရန်လိုက်ဖြစ်နေ၏
မက်ချော်ကတော့ဦးထွန်းရင်ကိုဂရုမစိုက်ပဲဆိုင်ထဲဆန်းနှင့်ဝင်ပြီးခုံတစ်လုံးဆွဲယူထိုင်လိုက်သည်နောက်ကြံရည်တစ်ခွက်ရေခဲသုတ်တစ်ပွဲဟုလှမ်းမှာလိုက်သည်ကြံရည်ကသူသောက်ဖို့ရေခဲသုတ်ကကိုဆန်းအတွက်